ဒီကနေ့မှာတော့တစ်ချိန်ကရွှေထီးဆောင်ခဲ့မှုရဲ့လီဗာပူးအသင်းနဲ့ Brighton အသင်းတို့ရဲ့ပွဲစဉ်လေးကို review ပြန်လုပ်ပေးမှာပါပွဲစဉ်တစ်လျှောက်လုံးအကျိတ်အနေရှိလာတဲ့လီဗာပူးနဲ့ Brighton တို့ရဲ့အပြိုင်မှုကိုရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်လိုပြန်ပြောင်းခန်းစားကြည့်ရအောင်များပွဲအစမှာတင်ကတ်တယောက်အခွင့်အရေးကိုအမိရဆုပ်ကိုင်ပြီးပြိုင်ဘက်နောက်တန်းကိုဖောက်ထွက်သွားတာတကယ်ကိုလှပတဲ့လက်ရတစ်ခုပါပဲဒါပေမဲ့ကန်ဆိုးကျင်တော့စီးချက်တိုင်ရဲ့လူကြုံအလံကထောင်တက်လာလို့သာလီဗာပူးတို့ပျော်ရွှင်ခွင့်မရခဲ့တာပါတစ်ဖက်မှာလည်း Brighton ရဲ့တိုက်စစ်ကဗန်တိုက်ဆိုတဲ့ကြောက်ဆောင်ကြီးကိုကြော်ဖြတ်ဖို့အစွမ်းကုန်စူးစမ်းနေရပါတယ်မိုဟာမက်ဆာလာကလည်းသူ့ရဲ့ထုံးစံအတိုင်းပြိုင်ဘက်ကိုဖိအားပေးရင်းပြစ်ဒဏ်ဘောတွေရအောင်ယူနေခဲ့တာပေါ့ Brighton ရဲ့လူဝစ်တန့်ကလည်းအလျှော့မပေးပဲကွင်းလယ်မှာကစားကွက်တွေကိုဖျက်ဆီးဖို့ကြိုးစားနေပါတယ်တစ်ဖက်မှာဆာလာကဂိုးရဖို့တောက်လျှောက်ချင်းချောက်နေပေမဲ့ဂျေဆန်စတီးရဲ့လက်စွမ်းကအမခန်းဖြစ်နေခဲ့တယ်ကွင်းထဲမှာကစားသမားတွေဟာတယောက်ကိုတယောက်အသာစီးရဖို့နည်းမျိုးစုံနဲ့အားပြိုင်နေကြပြီးပရိသတ်တွေကတော့ရင်တထိတ်ထိတ်နဲ့စောင့်ကြည့်နေရပါတယ်ပထမပိုင်းပြီးခါနီးအချိန်မှာတော့အလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့ပါပြီကတ်ကဘောလုံးကိုအပိုင်နေရာလေးတွေကိုလှလှပပပေးပို့လိုက်တဲ့အချိန်မှာကာတာဂျုံးစ်ကအခွင့်အရေးကိုအမိအယအသုံးချပြီးဂိုးကွန်ရက်ထဲကိုကန်သွင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲကွင်းလုံးဟဲသွားတဲ့အောင်ပွဲခံတန်တွေနဲ့အတူလီဗာပူးတို့ပထမပိုင်းမှာအသာစီးရသွားခဲ့တာပေါ့ဒုတိယပိုင်းမှာတော့ပွဲကပိုပြီးတော့တောင်အရှိန်တက်လာပါတယ်Brighton ဟာအရှုံးမပေးဘဲလီဗာပူးကိုတံပြန်တိုက်စစ်တွေနဲ့တောက်လျှောက်ဒုက္ခပေးနေခဲ့တယ်ကွင်းထဲမှာဆာဘိုစလိုင်းနဲ့ဂိုမက်စ်တို့ရဲ့အစွမ်းပြမှုတွေအဲလစ်ဆန်ကိုချင်းချောက်လာတဲ့ Brighton ရဲ့တိုက်စစ်လိုင်းတွေနဲ့ပွဲကတကယ်ကိုအပူချိန်မြင့်တက်ခဲ့တာပါဘောလုံးကဂိုးစည်းပေါ်ကနေဘလို့ကြီးလွတ်သွားမှန်းတော့မသိရတော့အောင်ကန်တရားကကစားနေတဲ့အခိုက်အတန့်တွေနောက်ဆုံးမှာတော့ပွဲကတကယ်ကိုကြည့်လို့ကောင်းတဲ့အဆင့်တန်းမြင့်ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်တွေးပူလာပြီးတကယ်ကိုအရှိန်တက်လာပြီးဆိုတဲ့အော်ဟစ်တန်တွေနဲ့အတူပရိသတ်တွေရဲ့ရင်ခုန်တန်ဟာပွဲပြီးတဲ့အထိရက်တက်မသွားခဲ့ပါဘူးဒီပွဲဟာလီဗာပူးအတွက်အနိုင်ရဖို့တော်တော်လေးရုန်းကန်ခဲ့ရတဲ့ပွဲတစ်ပွဲပါကွင်းလယ်မှာကာတာဂျုံးစ်ကအဆုံးဖြတ်ကိုသွင်းယူပေးခဲ့ပေမဲ့တပွဲလုံးရဲ့အရှိန်အဝါကိုထိန်းချောင်းပေးခဲ့သူကတော့တခြားလူဖြစ်နေပါတယ်ဒီပွဲရဲ့အကောင်းဆုံးကစားသမားစုကိုတော့ကာတာဂျုံးစ်ကပဲရရှိသွားဖို့များပါတယ်ဘာကြောင့်လဲသူဟာဂိုးသွင်းယူပေးနိုင်ခဲ့ရုံတင်မကပဲကွင်းလယ်မှာဘောလုံးဖြန့်ဝေမှုနဲ့လှုပ်ရှားမှုတွေကအရန်ကိုထက်မြက်နေလို့ပါ Brighton ရဲ့တိုက်စစ်တွေကိုလည်းခုခံပေးတယ်လို့လီဗာပူးရဲ့တိုက်စစ်လမ်းကြောင်းကိုလည်းသူကပဲပုံဖော်ပေးခဲ့တာပါသူ့ရဲ့လီဗာပူးကစားသမားဘဝအစောပိုင်းပွဲစဉ်တွေကတပွဲဖြစ်ပြီးသူ့ရဲ့မြန်နှုန်းနဲ့ဖြတ်တင်ဘောတွေက Brighton နောက်တန်းကိုတော်တော်လေးအလုရှုပ်စေခဲ့ပါတယ်အထူးသဖြင့်ကာတာဂျုံးစ်ဂိုးသွင်းနိုင်ဖို့ဖန်တီးပေးခဲ့တဲ့အခိုက်အတန့်ကပွဲရဲ့အလှပဆုံးအပိုင်းပါပဲBrighton အသင်းဟာရှုံးနိမ့်ခဲ့ပေမဲ့သူတို့ရဲ့ခံစစ်မှုလူဝစ်တန့်ကတော့လီဗာပူးတိုက်စစ်ကိုတက်နိုင်တဲ့လောက်ဟန်တာပေးခဲ့ပါတယ်ဂိုးမပေးရအောင်ဖျက်ထုတ်မှုတွေအများကြီးလုပ်ပြခဲ့တာပါပွဲပြီးခဏီမှာ Brighton ဘက်ကရရှိခဲ့တဲ့အခွင့်အရေးတွေကိုအဲလစ်ဆန်ကကာကွယ်ပေးနိုင်ခဲ့လို့သာလီဗာပူးတို့သုံးမှတ်အပြည့်ရခဲ့တာဖြစ်ပါတယ်ဒီနိုင်ပွဲကြောင့်လီဗာပူးဟာဇယားထိပ်ပိုင်းမှာသူတို့ရဲ့နေရာကိုခိုင်မာအောင်လုပ်နိုင်ခဲ့ပြီးအသင်းတစ်မှာအသားကျလာတဲ့ကစားသမားတစ်တွေရဲ့ခြေစွမ်းကိုလည်းမြင်တွေ့ခဲ့ရပါတယ်ဒီနိုင်ပွဲကလီဗာပူးအတွက်အမှတ်ပေးစရာမှာတင်မကပဲအသင်းရဲ့စိတ်သက်ပိုင်းဆိုင်ရာအတွက်ပါအရန်အရေးပါတဲ့နိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်ဒီပွဲကနေရရှိခဲ့တဲ့သုံးမှတ်ကြောင့်လီဗာပူးဟာဇယားထိပ်ပိုင်းကပြိုင်ဘက်တွေဖြစ်တဲ့မန်စီးတီးနဲ့အာဆင်နယ်တို့ကိုကောင်းကောင်းကြီးဖိအားပေးနိုင်ခဲ့ပါတယ်အမှတ်ကွာဟချက်ကအရန်ကျင်းမြောင်းနေတာမို့လို့ပွဲတိုင်းကသူတို့အတွက်ဘိုးလူပွဲလိုအရေးပါနေတာပါBrighton ကတော့ခြေစွမ်းကောင်းပေမဲ့အမှတ်လျော့သွားတဲ့အတွက်ဥရောပဝင်ခွင့်မျှော်လင့်ချက်အတွက်နောက်ပွဲတွေမှာပိုကြိုးစားရတော့မှာပါလီဗာပူးရဲ့ရှေ့လာမဲ့ပွဲစဉ်တွေကတကယ်ကိုမီးပွင့်မဲ့ပွဲတွေလို့ပြောလို့ရပါတယ်ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေနဲ့ထိပ်တိုက်တွေ့ရမဲ့ပွဲတွေရှိနေတယ်လို့အဝေးကွင်းပွဲစဉ်တွေကလည်းသူတို့အတွက်စိန်ခေါ်မှုကြီးတစ်ခုပါဥရောပဇက်ခုံမှာလည်းလီဗာပူးကအရှိန်ဟုန်ကောင်းနေတာမို့လို့ကြားရက်ပွဲစဉ်တွေကကစားသမားတွေရဲ့ကြံ့ခိုင်မှုကိုစမ်းသပ်သွားပါလိမ့်မယ်ဒဏ်ရာရနေတဲ့ကစားသမားအချို့ပြန်လာနိုင်ဖို့ရှိနေတာကနီးပြအတွက်တော့လူရွေးချယ်ရပိုကောင်းခဲ့စေမှာပါချီစာရဲ့အခန်းကဏ္ဍအခုလိုဂိုးဖန်တီးမှုတွေလုပ်ပြလာနိုင်တဲ့အတွက်နောက်ပွဲတွေမှာသူ့ကိုပွဲထွက်လူစရင်မှာပုံမြင်တွေ့ရဖို့ရှိပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲမှန်အောင်ပါခင်ဗျအားပေးမှုအတွက်ကျေးဇူးအထူးတင်ပါတယ် channel လေးကို subscribe မလုပ်ရသေးရင် subscribe လုပ်ပေးခဲ့ကြပြီးဘေးနားကခေါင်းလောင်းလေးကိုပါနှိပ်ပေးခဲ့ကြပါဦးနော်